စံသားကလည်းပြောတယ်စပင်ကလည်းအုံရမ်းထူတယ်ဆိုရင်တော့ဒီကျွန်တော်အခုပုံမှာပြထားသလိုမျိုး taper fade try ကြည့်ပါဒီလိုအုံထူတဲ့အတွက်ရှေ့ကိုချတဲ့အခါမှာလည်းသူကဖောင်းဖောင်းလေးနဲ့ပို့ပြီးတော့ကြည့်ရတာလည်းအဆင်ပြေတယ်ပေါ့နော်နောက်တစ်မျိုးကတော့ taper fade မညက်ချင်ရိုးရိုး2 block ပေါ့နော်2 block အနှိပ်လေးကိုလိုလေးထားမယ်ဆိုရင်လည်းဖောင်းဖောင်းလေးနဲ့ရှေ့ချထားမယ်ဆိုရင်ကြည့်ရတာပို့ပြီးအဆင်ပြေတယ်အုံထူတဲ့အတွက်ပြီးရင်နောက်အတူကေတွေကနေဆိုရင်တော့ဒီပုံမှာပြထားသလို side pack ပေါ့ဘေးကွဲထားလို့ရတယ်ပြီးရင်ဒီမှာပြထားသလို quiff hair style မျိုးအပေါ်ထောင်ထားလို့ရတယ်ဒီလို side pack အတူနဲ့ quiff ပုံစံထားမယ်ဆိုရင်တော့ကျွန်တော်တို့က wash လေး gel တွေ spray တွေနဲ့သုံးပြီးတော့ပုံသွင်းပေးမှပဲအဆင်ပြေပါမယ်ကိုကလိုမဟုတ်ပုံသွင်းရတယ်ပြင်းတယ်တိတ်ပြီးတော့လည်းအချိန်မပေးချင်ဘူးဆိုရင်တော့အချိန်မှပြခဲ့တဲ့အရှိပုံစံမျိုးလေးတွေက 2 block တို့ taper fade တို့အဲ့လိုမျိုးလေး try ကြည့်ရင်တော့အဆင်ပြေပါလိမ့်မယ်ဗျ face shape မမြင်ရတဲ့အတွက်ဒီမှာဒီစံသားနဲ့တင်တော်မဲ့ကေလေးတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ပြပြပေးတာဖြစ်တယ်ဘာသာတော့ကိုမျက်နှာ face shape နဲ့ကြည့်ပြီးတော့ကိုကြိုက်မဲ့ကေလေးတွေကိုရွေးပြီးတော့ try ကြည့်ပါဗျဒီလောက်ဆိုအဆင်ပြေမယ်လို့ယုံကြည်ပါတယ်